ကျောင်းသူအသစ်ဖြစ်တဲ့လူထန်ထန်ကတောရွာလေးတစ်ရွာကနေလာတာဖြစ်ပြီးအတန်းထဲမှာမိတ်ဆက်စကားပြောတဲ့အခါမြို့ကကလေးတွေကသူ့ရဲ့ဝတ်ပုံစားပုံနဲ့စကားပြောပုံတွေကိုရေမောလောင်ပြောင်ခဲ့ကြပါတယ်။ဆီယာမကလူထန်ထန်ကိုအတန်းနောက်ဆုံးကမှိုက်ပုံးပေးကခုံမာသွားထိုင်ခိုင်းခဲ့ပါတယ်။သူ့ခုံကိုသွားတဲ့လမ်းမှာအတန်းပေါ်တစ်ယောက်ကခြေတိုးခံလိုက်တာကြောင့်လူထန်ထန်လဲကျသွားပြီးခဲတံဘူးမှောက်သွားပါတယ်။အဲ့ဒါကိုသူကကူကောက်ပေးဖို့လုပ်တဲ့အခါအဲ့ဒီចောင်းသားကညစ်ပတ်တယ်ဆိုပြီးရုံးဖယ်လိုက်ပါတယ်။ဒါအပြင်အတန်းလေးကတခြားမိန်းကလေးတစ်ယောက်ကလည်းသူ့ကိုနှာခေါင်းရှုံပြီးအနားမကပ်ဖို့ပြောဆိုခဲ့ပါတယ်။လူထန်ထန်ရဲ့ဘေးကုံကမျက်မှန်တဲ့ចောင်းသားကတော့မှိုက်ပုံးပေးမှာထိုင်ရတာဘက်တီးရီးယားတွေဘလောက်များကြောင်းစာအုပ်ထဲကအချက်လက်တွေကိုဖတ်ပြနေပါတယ်လူထန်ထန်ကသူ့ရွာကယူလာတဲ့တစ္ဆေတွေကိုပေးတဲ့အခါမှာလဲအဲ့ဒီမျက်မှန်တဲ့ចောင်းသားကပိုးမွားတွေပါနိုင်နေဆိုပြီးညင်းပယ်ခဲ့ပါတယ်ဒါပေမဲ့လူထန်ထန်ကတော့သူတပားဝေဖန်တာတွေကိုဂရုမစိုက်ပဲမိမိစိတ်ကြိုက်ဝတ်ဆင်ရတာကိုပဲသဘောကျကြောင်းပြက်ပြက်သားသားတုံ့ပြန်ခဲ့ပါတယ်ကျောင်းစင်းချိန်မှာတော့လူထန်ထန်ရဲ့အဖေကသမီးဖြစ်သူကိုဘသူ့ကိုမှအနိုင်မကျင့်ဖို့နဲ့အနိုင်ကျင့်လာရင်လည်းမခံဖို့မှာကြားခဲ့ပါတယ်။အဲဒီနောက်အတန်းလေးကမိန်းကလေးကသူ့ရဲ့ခွေးကြီးကိုခေါ်ပြီးလူထန်ထန်နဲ့သူ့ရဲ့ကြီးကန်းလေးကိုလာရောက်ပုတ်ခတ်စကားပြောပါတယ်။ခွေးကြီးကလူထန်ထန်ကိုရန်မှုဖို့ပြေးဝင်လာတဲ့အခါမှာတော့ကြီးကန်းလေးကခွေးရဲ့နှာခေါင်းကိုလာစိတ်ပြီးဆုံးမလိုက်ပါတယ်။လူထန်ထန်ကလည်းအဲ့ဒီခွေးကြီးကိုအမိန်ပေးပြီးလိမ္မာအောင်လုပ်ပြလိုက်တဲ့အခါမှာတော့ဘေးကကြည့်နေတဲ့ចောင်းသားတွေနဲ့ចောင်းဆောင်အဖိုးကအံ့အားသင့်သွားကြရပါတယ်အဆုံးမှာတော့မျက်မှန်တဲ့ចောင်းသားကလူထန်ထန်ရဲ့ထူးခြားတဲ့စွမ်းရည်ကိုသူ့ရဲ့မှတ်စုစာအုပ်ထဲမှာအစစ်မြင့်စွမ်းရည်ရှင်အဖြစ်မှတ်တမ်းတင်လိုက်ပါတော့တယ်